ဆိုင်ကယ်တစ်စီးကိုတစ်ပတ်မှာ2 ကြိမ်ပဲထုတ်ခွင့်ပေးတယ်ဗျာတစ်ပတ်မှာ2 ကြိမ်ထုတ်ခွင့်ပေးတာကိုသူတို့က8 လီတာလို့သတ်မှတ်လိုက်တယ်ဆိုင်ကယ်တစ်စီးမှာက8 လီတာစံမှုလေဗျာ2.5 လီတာလောက်ပဲစံနေဆိုင်ကယ်ဒီဆိုတော့ခါကြတော့ကျွန်တော်တို့လည်းပညာတော့နည်းနည်းလေးထုတ်သုံးရတာပေါ့ပြီးတော့အစိုးရရဲ့ရက်တရာစီမံကိန်းတွေထဲမှာဒီဆိုင်ကယ်ဝက်တောက်တွေကိုလိုင်စင်ချပေးဖို့အဆိုတင်သွင်းမယ်ဆိုပြီးတော့လေလွတ်တော်အမတ်တူကနေပြီးတော့ပြောကြားထားတာလည်းရှိပါတယ်အဲ့တော့ဒီညီမလေးမုံပိုင်ဟုတ်တယ်အမရှင်းလက်ထူးကသူရတဲ့အလူငွေတွေကနေပြီးတော့ညီမလေးကိုကျူချင်လို့တဲ့အလူငွေလက်ခံထားပေးလိုက်အောင်လေနော်ဟုတ်ခိုင်းထားပေးအောင်ဒါတတဲနှစ်တဲသုံးတဲလေးတဲငါးတဲ6တဲ9တဲ10တဲ9တဲ10တိန်းပေါ့လေနော်10တိန်းနဲ့မှ3တောင်ပေါ့လေနော်ရှေ့မှာမြင်တွေ့ကြရတဲ့ရုပ်သံဖိုင်အောင်ဗျာဒီကနေ့မှာဖြစ်ပျက်သွားတဲ့ဖြစ်ရမှန်သတင်းများကိုစူးစီးပေးထားတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်မို့သတင်းကြောင်းရပြည့်စုံကိုတော့ကျွန်တော်နဲ့အတူတူဆက်လက်ကြည့်လိုက်ကြအောင်ပါဗျာဆိုင်ကယ်တစ်စီးကိုတစ်ပတ်မှာ2 ကြိမ်ပဲထုတ်ခွင့်ပေးတယ်ဗျာတစ်ပတ်မှာ2 ကြိမ်ထုတ်ခွင့်ပေးတာကိုသူတို့က8 လီတာလို့သတ်မှတ်လိုက်တယ်ဆိုင်ကယ်တစ်စီးမှာက8 လီတာစံမှုလေဗျာ2.5 လီတာလောက်ပဲစံနေဆိုင်ကယ်ဒီဆိုတော့ခါကြတော့ကျွန်တော်တို့လည်းပညာတော့နည်းနည်းလေးထုတ်သုံးရတာပေါ့ဆိုင်ကယ်ကဘယ်လိုလုပ်ကျွန်တော်တို့8 လီတာပြည့်မလို့ဗျာ2 ခါတန်းလို့အဲ့တော့2 ခါတန်းလို့8 လီတာပြည့်အောင်တော့နည်းနည်းပါးပါးပညာလေးပါလေးတော့ပြရတာပေါ့အခုဟာကကျွန်တော်တို့ရုပ်ဆိုးဆိုင်ကယ်ကိုစီတိုင်ကြီးအောက်ကိုချဲ့လိုက်တာဗျတကယ်လို့အဲ့အောက်ချဲ့ထားတဲ့စီတိုင်ကြီးကိုမလို့တော့ဘူးကျွန်တော်တို့ဟွာဖြစ်တယ်ဆိုလို့ရှိရင်လည်းစီတိုင်ကြီးကမူရင်းစီတိုင်ကြီးမပြတ်စည်းဘူးပေါ့ဗျာအဲ့လိုလေးတော့နည်းနည်းပါးပါးတော့ပညာတော့နည်းနည်းသုံးရတာပေါ့ဗျာအဲ့လိုရှိတာပေါ့စီကားရင်ဝင်ရဟောင်းတွေကိုအနံပြီးတော့ AV ကားပါမဲတွေနဲ့လဲသွားမဲ့ကိစ္စကမကြခင်မှာဖြစ်ပေါ်လာမဲ့ကိစ္စဖြစ်ပါတယ်အခုချိန်မှာလုပ်ငန်းသဘောညှိနှိုင်းအစည်းအဝေးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်မကြခင်မှာအစိုးရကဒီမူဝါဒကိုအကောင့်ထဲပေါ်မှာဖြစ်ပါတယ်แต่ပြဿနာကဒီအစိုးရကဘယ်နှခုနှစ်ထိကိုတတ်မှတ်မလဲဆိုတာကရင်ဝင်ရဟောင်းဖြစ်နေပေါ့နော်တတ်မှတ်မလဲဆိုတာအရေးကြီးပါတယ်တချို့တော့2000ခုနှစ်ပတ်ချလဲယင်းတွေထဲမှာတော်တော်လေးကိုသိန်းထောင်ချီပြီးတော့တန်နေတဲ့ယင်းတွေရှိပါတယ်အဲ့ဒီယင်းတွေကိုအပ်ပြီးတော့တန်ဖိုးနေတဲ့ EV ကိုပြန်သွင်းရမယ်ဆိုလဲတိတ်တော်လဲကြိုက်တဲ့ကိစ္စမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ကားစည်းကွက်မှာတော့တော်တော်လေးကိုထိခိုက်လာမဲ့ကိစ္စဖြစ်ပါတယ်မတ်တူ99တို့ဘာလို့ဆိုကိစ္စမရှိဘူးဆိုပေမဲ့တချို့တော့ Land Cruiser တွေကတော်တော်လေးကိုဈေးမြင့်နေတာပေါ့နော်Land Cruiser ဆိုတော်တော်လေးစီစားတာပေါ့နော် engine power 3တွေ4တွေအဲ့လိုမျိုးရှိတယ် Land Cruiser တွေလည်းရှိတယ်အဲ့လိုစီးစားတဲ့ကားတွေကိုလက်ရှိအစိုးရရဲ့မူဝါဒအရတော့တိတ်တော့သဘောကျမယ်မထင်ဘူးအဲ့ဒီကားတွေကတော့ကွဲသွားမလားဒါမှမဟုတ်လို့ရှိရင်မအပ်ဘဲနဲ့ဒီတိုင်းပဲအခုမှရှေးဟောင်းကားဖြစ်နေပဲထားမလားပေါ့နော်ဒါတွေကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်အစိုးရအနေနဲ့ကတော့ဒီကျွန်တော်တို့လက်ရှိကြားနေရတဲ့သတင်းတွေအရပေါ့နော်2000ခုနှစ်အောက်ကားတွေကိုရေဝင်ရဟောင်းဖြစ်သတ်မှတ်မယ်ပေါ့2000ခုနှစ်အောက်ကားတွေထဲမှာ Harrier တွေ Matu 99တွေအများကြီးရှိပါတယ်ကားတွေကတော့တကယ်လို့2000ခုနှစ်အောက်မဟုတ်ဘဲ2005ခုနှစ်အောက်လို့အစိုးရသတ်မှတ်တယ်ဆိုရင်တော့တော်တော်လေးကိုများသွားမှာဖြစ်ပါတယ်တော်တော်လေး Crown တွေပါလာမှာဖြစ် Crown တို့ Alphard တို့ပေါ့နော်လူစည်းများနေတဲ့ကားတွေအများကြီးပါလာမှာဖြစ်ပါတယ်အဲ့တော့အစိုးရကဘယ်နှခုနှစ်ထိကိုရင်အိုရင်ဟောင်းဖြစ်သတ်မှတ်လဲဆိုတာကိုကျွန်တော်တို့တိတိကျကျပေါ့နော်အခုတော့သတင်းတွေထွက်နေတာတော့ရှိတယ်နိုင်ငံတော်အစိုးရသတ်မှတ်မလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကတော့မလွဲမသွေလောက်ရမယ့်ကိစ္စဖြစ်ပါတယ်ဒီအရန်စီစားတဲ့ရင်ဝင်ဟောင်းတွေကိုဒီမောင်းနေခိုင်းမဲ့အစားအဆင့်မြင့်ပြီးတော့အခုတက်လွင်တဲ့ EV ကားတွေနဲ့အစားထိုးတာဟာခေတ်ကာလအခြေအနေနဲ့လည်းကိုက်ညီပြီးတော့ဒီကမ္ဘာအခြေအနေအခင်းကျင်းနဲ့လည်းကိုက်ညီတဲ့ကိစ္စမျိုးဖြစ်ပါတယ်မကြခင်မှာတော့နိုင်ငံတော်အစိုးရဟာဒီကိစ္စကိုအကောင့်ထဲပေါ်လိမ့်မယ်လို့ယူဆရပါတယ်ပြီးတော့အစိုးရရဲ့ရက်တရာစီမံကိန်းတွေထဲမှာဒီဆိုင်ကယ်ဝက်တောက်တွေကိုလိုင်စင်ချပေးဖို့အဆိုတင်သွင်းမယ်ဆိုပြီးတော့လေလွတ်တော်အမတ်တူကနေပြီးတော့ပြောကြားထားတာလည်းရှိပါတယ်အဲ့တော့ဒီလိုင်စင်မဲ့ဆိုင်ကယ်တွေကိုလိုင်စင်နဲ့လုပ်ပေးသွားမယ်ဆိုလို့ရှိရင်ပြည်သူလူထုကဒီအစိုးရကြီးကိုမဲပေးရကြုံနဲ့မှာပါပြည်သူလူထုရဲ့ကြုံတွေ့နေရတဲ့စီထရတဲ့အခက်အခဲတွေလည်းအများကြီးပြည်လည်သွားမှာဖြစ်ပါတယ်ဒါမျိုးလေးတွေလည်းအမြန်အကောင့်ထဲပေါ်နိုင်ပါစေလို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်
အခုဒီဗီဒီယိုဖိုင်မှာကပေါ့ဗျာရှာဝေနာကိုခံစားနေရတဲ့ညီမငယ်လေးရွှန်းလဲဦးပါပေါ့ဗျာသူနဲ့ဘဝတူအာကောင်ဝေနာကိုခံစားနေရတဲ့ညီမလေးဝင်းမုံတွက်ဆိုပြီးတော့သူ့ကိုလှူဒန်းတဲ့ငွေတွေကနေပြီးတော့တချို့တစ်ဝက်ကိုပြန်လဲလှူဒန်းပေးနေတဲ့ရုပ်တံဖိုင်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ ညီမလေးဝင်းမုံပိုင်ဟုတ်တယ်အမရွှင်းလက်ထူးကသူရတဲ့အလူငွေတွေကနေပြီးတော့ညီမလေးကိုကျူးချင်လို့တဲ့ညီမလေးလည်းလူရမ်းတဲ့အတွက်ကြောင့်ညီမလေးရဲ့ပွဲစိတ်မှုမှာလည်းအောင်မြင်လို့ပုံရုံရှိတယ်ညီမလေးတက်တော့ပါစကားကောင်းလာညီမလေးဒီညီမလေးရောကျွန်တော်ခွဲစိတ်မှုမှာအဆင်ပြေပြီးတော့တာမန်လူဘောင်းတယောက်လိုအသက်လုံးကျွတ်ရွှင်ပါစေလို့အခုဆုတောင်းပေးပါတယ်နော်နင်းတော့ပါစေနော်ဒီမှာလေးလည်းတော့ပါမယ်နော်ဟုတ်ပြီဒါလည်းဘုကနာပြန်လို့လို့ပဲ လူငွေလက်ခံထားပေးလိုက်အောင်လေနော်ဟုတ်ကိုင်ထားပေးအောင်ဒါတတဲနှစ်တဲသုံးတဲလေးတဲငါးတဲ6တဲ9တဲ10တဲ9တဲ10တဲမို့လေနော်10တဲနဲ့မှ3000ပေါ့လေနော်အခုညီမနဲ့ဟိုအစင်ပြောင်ပေါ့လေနော်စေဖို့ဟာဖလူရာဆိုတော့ပေါ့လေနော်အကြောင်းကကူညီပေးတာပေါ့လေနော် ဟုတ်ကိုစင်းလုံးတက်နေတဲ့အချိန်မှာကျတော့ဆေးဘူးဝါကားကြီးဆိုတာလဲတစ်ခါကူးလိုက်ရင်က3သိန်း2သိန်းအဲ့လောက်ကုန်တယ်အခုလိုလူပြည့်တွေလည်းကြားမပါချမ်းသာပါစေလွန်ဆန္ဒလုံးဝပြောပြီးကတ်ဆိုပြီးဆိုအန်ဒီဆိုရင်လုတ်ကင်းနိုင်ပါစေစီပွားလက်လာပါလေဒီထဲမှာကဝင်နိုင်ပါစေသူများဒုက္ခရောက်နေတူအခုလိုကူညီလို့အတွက်လည်းကိုဟိုဒုက္ခရောက်ရင်လည်းကူညီရတဲ့သူတွေရှိပါစေဆိုင်ရေးစပါးပေါ်များပါစေခက်ခဲနေတဲ့အချိန်မှာတကယ်လိုအပ်နေတဲ့အချိန်မှာလာကူညီပေးရတဲ့အတွက်လည်းကျေးဇူးလည်းအရန်တင်ပါတယ်ဒီထက်မကလည်းလူနိုင်တက်နိုင်ပါစေ အခုအလူငွေယူရတော့ပုဂ္ဂိုလ်ကိုအရာအိမ်လဲသူများအိမ်မနေရဆိုတော့ကျမရေမကောင်းတော့အနတ်တက်နေရတဲ့မကောင်းသူများကိုလည်းအားနာရသူများအလုံးမကြည့်ဘူးဆိုရင်ပြောင်းဆိုပြောင်းရမယ်အခုကညီမတဲ့လည်းအလုံးလုံးနေရဆိုတော့ဇေဖို့တိတ်အစင်ရေဘူးနော်အဲ့ဒီကျင်းနာမှာစိတ်တော့ကူရမှာဟုတ်တယ်အခုလူတမ်းရဲ့လူရဲ့ဘာသာနဲ့မြကျင်းနာတော့ရမှာအဲ့တော့ဟိုကတမင်းတဲ့ဒီအကြီးပြလေးဝနာကြီးအမြဲတောက်ချင်တယ်သူကမိုးရွာတဲ့ခြေလက်တွေကတ်တယ်ပြီးရင်အစားတော်များများလဲချောင်းရတယ်တမီးကဒီမှာအကြီးဆိုတော့ဒီလိုဖြစ်နေတော့အငယ်လုံးစားခံစားနေလို့လည်းမကောင်းဘူးလေနည်းနည်းပြောက်ပြင်းစီချင်တယ် ခုလိုမျိုးသတင်းတွေကြားရတော့လဲကျွန်တော်လည်းထပ်တူဝမ်းနေရပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအခုလိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ကြပါတယ်ဗျာကျွန်တော်တင်ဆက်ပေးတဲ့ reaction လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာနောက်ထပ် reaction လေးမှာထပ်ဆုံကြတာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ